မြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းရှမ်းပြည်နယ်အိမ်ချမ်းမြေဝန်ဆောင်မှုအသင်းရဲ့အသင်းသားအသင်းသူတင်များကိုကြိုးစုံမိတ်ဆက်ပွဲခမ်းနားကိုရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရှိဆက်ဆန်းခမ်းမမှာအခုလ9ရက်နေ့လယ်ပိုင်းကကျင်းပပါတယ်။အဆိုပါခမ်းနားကိုမြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဦးခင်မောင်တန်းရှမ်းပြည်နယ်တောင်ပိုင်းအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဦးအောင်မျိုးကျော်ဒုတိယဥက္ကဋ္ဌဦးအောင်ဖြိုးသူရှမ်းပြည်နယ်တောင်ပိုင်းအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းနာယကဒေါက်တာနန်းမြင့်သွေးဒေါ်နန်းကိန်းငင်းနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ကြပါတယ်။ပထမဦးဆုံးမြန်မာနိုင်ငံအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဦးခင်မောင်တန်းကကြိုးစုံမိတ်ဆက်စကားပြောပြီးရှမ်းပြည်နယ်တောင်ပိုင်းအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဦးအောင်မျိုးကျော်တို့ကအမှားစကားအသီးသီးပြောကြားကြပါတယ်။ဆက်လက်ပြီးရှမ်းပြည်နယ်တောင်ပိုင်းအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းဒုတိယဥက္ကဋ္ဌဦးအောင်ပြိုးသူကရှမ်းပြည်နယ်အိမ်ချမ်းမြေဝန်ဆောင်မှုအသင်းအကြောင်းအရာများကိုရှင်းလင်းပြောကြားပြီးရှမ်းပြည်နယ်တောင်ပိုင်းအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းနာယကဒေါက်တာနန်းမြင့်သွေးဒေါ်နန်းကိန်းငင်းတို့မှကျေးဇူးတင်စကားများအသီးသီးပြောကြားကြပြီးအခမ်းအနားကိုတက်ရောက်လာကြသူများနဲ့အတူစုပေါင်းမှတ်တမ်းနဲ့တပ်ပုံများရိုက်ကူးခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။